ပြည်စုံတဲ့အတွက်ကျွန်တော်မှသင်ချိန်လည်းမရဘူး။ကိုယ့်ကိုယ်တော့လည်းပါလေ့လာထားတာပေါ့နော်။ဒီဂီတာဆိုလို့ရှိရင် electric guitar ကိုတော့ကျွန်တော်ဒီမလေးရှားမှာပဲကိုင်နေတာပေါ့နော်။နိုင်ငံမှာဆိုရင်တော့ classic guitar ပေါ့။ classic guitar တော့ကောင်းမတီးတတ်ပါဘူး။ပြီးပါတယ်ငယ်ချင်းတို့စတီးတီးချင်းတော့ကျွန်တော်တို့လက်ကိုတစ်ချောင်းလေးပဲတုံးပြီးတော့ကျိုးဟိုထောက်ပြီးကြောက်ထောက်တယ်။ဒါကျွန်တော်ရဲ့ပြောမယ်ဆိုကျွန်တော်ရဲ့တီးရအမှုပေါ့နော်ကျွန်တော်အဲ့လိုပဲတီးတတ်တယ်တော်တော်များပိုင်းမှာလူကြီးတွေတီးတယ်တကယ်ချင်းတွေတီးတယ်နားထိုင်ပြီးလေ့လာတယ်ယူတီးတယ်ဒီတန်နှလုံးတွေပြန်တီးတယ်အနေပဲတီးတတ်လာတယ်ဒါပေမဲ့ထန်ခိုင်းတော့မကြဘူးကျွန်တော်ဝန်ခံတယ်ကျွန်တော်ဆရာသမားတွေမတင်ရသေးဘူးထန်ခိုင်းတော့မကြသေးဘူး